တိုက်ကြီးမြို့နယ်အတွင်းရှိတနက်ချောင်းပိတ်ရေလောင်းတမန်ဟာမိုးရသည်မှာပဲခူးရိုးမမှအရှိန်အဟုန်နဲ့စီးဆင်းလာတဲ့ရေကိုပိတ်ကချောင်းပိတ်တမန်တိစောက်ခဲ့ခြင်းဖြစ်တဲ့ဆိုတဲ့အကြောင်းအရာပါရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်အတွင်းရှိတနက်ချောင်းပိတ်ရေလောင်းတမန်ဖွင့်ပွဲကိုအခုလ9ရက်နေ့ကကျင်းပခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ကြီးမြို့နယ်မွေးမြူရေးဆောင်အတွင်းရှိလုပ်ငန်းလုပ်ကိုင်ကြတဲ့ကုမ္ပဏီ46ခုနဲ့ဒေသခံပြည်သူများရေရရှိရေးအတွက်ရည်ရွယ်ပြီးမိုးရသည်မှာပဲခူးရိုးမှအရှိန်အဟုန်နဲ့စီးဆင်းလာတဲ့ရေကိုပိတ်ကချောင်းပိတ်တမန်တိစောက်ခဲ့ခြင်းဖြစ်ပါတယ်။အခုရေလောင်တမန်မှရရှိလာတဲ့ရေကိုမွေးမြူရေးလုပ်ငန်းရှင်များထံဖြန့်ဖြူးပေးနိုင်ရေးအတွက်ရေကားလန်1000ဆန့်ရေစင်နှလုံးတိစောက်ပေးလျက်ရှိပြီးဆိုလာစနစ်နဲ့အဆိုပါရေစင်များပေါ်သို့ရေတင်ကမွေးမြူရေးစုံတစ်ခုလုံးကိုဖြန့်ဖြူးပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဇုံအတွင်းရှိမွေးမြူရေးလုပ်ငန်းရှင်များအနေနဲ့တရိษံသတ်မှတ်အကောင့်ရေးပြည့်မီအောင်မွေးမြူခြင်းနဲ့တရိษံများအတွက်အစားအစာအပင်များတွဲဖက်စိုက်ပျိုးခြင်းများကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်။တနက်ချောင်းပိတ်ရေလောင်တမန်ဟာမြေသားတမန်အမျိုးအစားဖြစ်ပြီးပေမတမန်အလျားပေ2000ကုန်းကျော်တမန်အလျားပေ1580တမန်အမြင့်38ပေနဲ့တမန်ထိပ်ပြင်အကျယ်ပေ20ရှိပြီးကံရည်ပြည့်ရေပြင်ကျဲဧရိယာဧက220ရှိကကံရည်ပြည့်ရေလောင်ပမာဏ1925ဧကပေရှိတာကြောင့်ရေဂါလန်တန်ပေါင်း466ဂါလန်အထိတိုးလောင်နိုင်တဲ့ရေလောင်တမန်တစ်ခုဖြစ်ကြောင်းသိရှိရပါတယ်ရှင်။